စိတ်မကောင်းစွာနဲ့ပဲဆရာကြီးတော့2022ခုနှစ်နိုဝင်ဘာ9ရက်မှာကွယ်လွန်သွားပါတယ်။ဒါမြမစာပေလောကအတွက်ဆုံးရှုံးမှုကြီးတဲ့တစ်ခုပါ။မင်္ဂလာပါရှင်းမ SD ဇက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့ဆိုတင်တာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ကျွန်တော်လုပ်နေကြအောက်နောက်ကလူဆိုတဲ့ခေါင်းစဉ်နဲ့စာရေးဆရာကြီးရဲ့အကြောင်းကို sharing လုပ်ပေးတာပေါ့နော်။ဒီနေ့ကတော့ကျွန်တော်comeback အနေနဲ့စာရေးဆရာတယောက်အကြောင်းကို share လုပ်ပေးသွားမှာပါ။ဆရာကိုလူတွေကိုရဲအောင်လုပ်တဲ့သူဆိုပြီးကျွန်တော်တင်စားခေါ်ချင်ပါတယ်။ဒါကတော့ဆရာအကြီးရောပဲဖြစ်ပါတယ်။ဒါဆရာအကြီးရောဆိုရင်ဒါမတိတူမရှိလောက်အောင်ကိုဒါနာမည်ကြီးရဲ့ဟာတာပိုင်းမှာဟာတာဝတ္ထုတွေမှာနာမည်ကြီးတဲ့စာရေးဆရာတယောက်ဖြစ်ပါတယ်။လူတယောက်ကိုငိုအောင်လုပ်ဖို့ဆိုတာအရန်ကိုလွယ်ကူပါတယ်။ဒါပေမဲ့အဲ့လူတယောက်ကိုပဲရီအောင်ပြန်လုပ်ဖို့ဆိုတာအရန်ကိုခဲရင်နေပေါ့နော်။လူတွေကိုရဲအောင်လုပ်တဲ့စာရေးဆရာတွေကမှတယောက်ဖြစ်တဲ့ဆရာအကြီးတော်ရဲ့အကြောင်းကိုကျွန်တော်ဒီမှာ sharing လုပ်ချင်ပါတယ်အကြီးတော်ဟာတာစာပေကိုပေါ့ပါပါနဲ့လက်လွတ်စပဲလွယ်လေးရေးခဲ့တဲ့စာရေးဆရာတယောက်မဟုတ်ပါဘူးလူငယ်တွေရဲ့ဘဝအချစ်တငယ်ချင်းအစင်မပြေမှုတွေကိုဟာတာပုံစံနဲ့ရေးပြီးသင်ခန်းစာတွေရအောင်ရေးတဲ့စာရေးဆရာတယောက်ဖြစ်ပါတယ်1998ခုနှစ်ကနေစပြီးဆရာအကြီးတော်ကဒါမြမစာပေလောကတွေကိုဝင်ခဲ့ပြီးတော့2003ခုနှစ်မှာပေါ့အကြီးတော်နဲ့လုံးချင်းဝတ္ထုတွေရေးခဲ့တယ်ပေါ့နော်သူကွယ်လွန်ထိရတော့လုံးချင်းဝတ္ထုပေါင်း100ကျော်ရေးခဲ့တဲ့စာရေးဆရာပါအကြီးတော်ကသူ့ရဲ့စာအုပ်တွေမှာဆိုရင်ခက်စကားလုံးတွေမသုံးထားဘူးဒါလူရန်စားမရွေးပေါ့နော်အသက်ကြီးတဲ့သူပဲဖြစ်ဖြစ်ငယ်တဲ့သူပဲဖြစ်ဖြစ်လူလက်ပိုင်းပဲဖြစ်ဖြစ်အကုန်လုံးဖတ်ရလွယ်ကူစေတဲ့အတုံးတွေအရေးသားတွေနဲ့ပဲရေးခဲ့တဲ့စာရေးဆရာပါတချို့ဆိုစာဖတ်ဝါသနာမပါဘူးလို့ပြောကြရပေါ့နော်ဒါပေမဲ့ဆရာအကြီးတော်ရဲ့စာအုပ်တွေသွားရင်စာဖတ်ဝါသနာပါသွားတယ်ဆိုတဲ့လူတွေတော့ရှိခဲ့ပါတယ်ဆရာရဲ့ဇာတ်ကောင်တွေကဆိုလုံးဝ perfect hero မဟုတ်ဘဲနဲ့အမားတွေလည်းလုပ်တယ်အစင်မပြေမှုတွေလည်းရှိတယ်တစ်ခါတလေဆိုရင်ဆရာစာအုပ်တွေဖတ်နေနေအော်ဒါငါ့ကိုပြောထားတာပါလားဆိုပြီးတော့ဖြစ်ရလာအောင်ဆရာကရေးထားတယ်ပေါ့နော်ဒါပေမဲ့ဟာတာလူတွေကိုပျော်အောင်လုပ်တဲ့သူဟာတာဝတ္ထုတွေကိုရေးတယ်ဆိုပေမဲ့ဆရာရဲ့ပြုံးရွှင်ရေးပျော်ရဲလားဆိုတဲ့စာအုပ်ကလေးကိုတော့တော်တော်သိကြမယ်ပေါ့နော်အဲ့စာအုပ်ကတော့ဟာတာမဟုတ်ပါဘူးဘဝရဲ့အကြောင်းကိုနှိမ့်ညောင်ခံစားရတဲ့စာအုပ်ပါအကြည်ရောဆိုတဲ့ဒီဟာတာတွေပဲရေးလူတွေပျော်အောင်လို့ဟာတာတွေပဲရေးလာတဲ့စာရေးဆရာလုံးဝဟာတာစာပေလောကရဲ့ဆရာတစုကနေလုံးဝ type ကိုကွဲထွက်သွားစေတဲ့စာအုပ်ပေါ့နော်အဲ့စာအုပ်ကိုလည်းကျွန်တော်တက်ညွှန်းထားရှိရယ်ဖတ်ကြည့်ပါအောင်ဆိုလုံးဝကိုရင်းနေနေကျွန်တော်တော့မျက်ရည်ကျရတဲ့စာအုပ်ပေါ့နော်ခဲ့ဒါဆိုရင်ဆက်လိုက်ကြအောင်မယ်စာရေးဆရာတချို့တွေကလူတွေကိုတွေးစေတယ်တချို့တွေကကြာလူတွေကိုငိုစေတယ်ပေါ့နော်အမေဆရာအကြီးတော်ကတော့လူတွေကိုတွေးရင်ငေးရင်ရေရင်နဲ့လဲငိုစေတဲ့စာရေးဆရာတရားရဲ့စာအုပ်အချို့တွေဆိုရင်ဒါစကားပါရိုက်ယူရတဲ့ဟာပေါ့နော်ကြောက်တင်မိုးတွေမိုးထားတဲ့အိမ်တို့ချူစီးတို့ပေါ့နော်စသဖြင့်ဇော်ကနေသည်တို့ပေါ့နော်အဲ့လိုတွေဆိုလဲဒါယုံကြည်ကားတွေဖြစ်အောင်ရိုက်ရတဲ့ဝတ္ထုတွေဖြစ်တယ်ပေါ့နော်တကယ်လို့အခုကြည့်နေတဲ့သူတွေကတော့ဆရာအကြီးတော်ရဲ့စာအုပ်တွေထဲမှာဆိုရင်ဘယ်စာအုပ်ကိုအကြိုက်ဆုံးလဲခွန်မန်းမှာရေးပေးခဲ့ပါဒီလိုမျိုးမြန်မာစာရေးဆရာတွေရဲ့အကြောင်းတွေစာအုပ်တွေရဲ့အကြောင်းတွေစာအုပ် review တွေကိုကြည့်ကျင်နေဆိုရင်တော့ကျွန်တော်ရဲ့အခု share my SD set ဆိုတဲ့ channel လေးကို subscribe လုပ်ပေးပါအခုဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and share လုပ်ဖို့မမေ့ပါနဲ့နော်